မင်းရဲ့ချစ်သူကမိမလျာယောက်ျားကြီးဆိုတာသိလိုက်ရတဲ့အချိန်မှာအရာအားလုံးပျက်စီးသွားခဲ့ပါပြီ။ရောက်ခမအိမ်တော်ထဲမှာလူအားလုံးရှေ့ချမ်းပြင်ပေါ်ဒူးထောင်ငိုကြွေးနေတဲ့ညီလေးကိုကြည့်ပြီးမိသားစုတစ်ခုလုံးအံ့အားသင့်သွားကြပါတယ်။ဒီအချိန်မှာပဲရောက်ခမကြီးကဒေါသတကြီးနဲ့အော်ဟစ်ပြီးအိမ်တော်ရဲ့အတုံးမကျတဲ့တမတ်ဖြစ်သူလင်းရဲ့ချီကိုအပြစ်တင်မောင်းထုတ်ဖို့ကြိုးစားပါတော့တယ်။မိသားစုရဲ့ဂုဏ်သိက္ခာကိုဖျက်ဆီးတယ်ဆိုပြီးမောင်းထုတ်ဖို့လုပ်နေတာပါ။ဒါပေမဲ့အဖွားဖြစ်သူကတော့ချက်ချင်းပဲကြားဝင်တားဆီးပြီးလင်းရဲ့ချီဟာသူ့မြင်မလေးရောဘင်းရဲ့ခင်မုန်းဖြစ်တာကြောင့်မိသားစုဝင်တစ်ယောက်လိုသဘောထားဖို့တတိပေးလိုက်ပါတယ်။အဖွားကသူ့အပေါ်အယမ်းကျင်နာပြနေခဲ့တာပါ။ရောက်ခမကြီးကတော့လုံးဝဒေါသမပြေပဲတမီးဖြစ်သူရောဘင်းကိုဒီလိုအတုံးမကျတဲ့ကောင်နဲ့အမြန်ဆုံးကွာရှင်းဖို့ဖိအားပေးပါတော့တယ်။အရင်ကအသက်ကယ်ခဲလို့လက်ထပ်ခွင့်ပြုခဲ့ပေမဲ့အခုတော့အိမ်ပေါ်ကနှင်းချချင်နေတာပါ။လွန်ခဲ့တဲ့3နှစ်ကအသက်ကယ်ပေးခဲ့လို့ရှယ်ယာ10%ပါပေးခဲ့ပေမဲ့အခုတော့မိသားစုစည်းစိမ်ကိုမျက်စိကျနေတယ်ဆိုပြီးဆွဆွဲလာပါတယ်။တမီးဖြစ်သူကကြားကနေကာကွယ်ပေးဖို့ကြိုးစားပေမဲ့အခြေအနေတွေကပိုဆိုးလာခဲ့ပါတယ်။ရောက်ခမကြီးကသူ့ကိုပိုင်ဆိုင်မှုအလုံးဆွန့်လွတ်ပြီးအိမ်ပေါ်ကချက်ချင်းထွက်သွားဖို့အမိန့်ပေးလိုက်တဲ့အချိန်မှာတော့လင်းရဲ့ချီရဲ့စိတ်ထဲကဒေါသတွေပောက်ကွဲလာပါတော့တယ်။အဲ့ဒီအချိန်မှာပဲလင်းရဲ့ချီရဲ့မျက်လုံးတွေညီရဲလာပြီးရောက်ခမကြီးရဲ့မယုံနိုင်စရာလှုပ်ဝက်ချက်အမှောင်တွေကိုအကုန်မြင်တွေ့လိုက်ရပါတယ်။အရင်တုန်းကသူတောင်းစားမကြီးစီမှာအဆက်ကွဲခဲ့ရတဲ့အတိတ်ဆိုးကြီးပေါ်ထွက်လာတာပါ။အဲ့ဒီစိတ်ထဲကအတန်တွေကိုရောက်ခမအမေကြီးကအကုန်ကြားသွားပြီးချက်ချင်းပဲရောက်ခမကြီးရဲ့နရွက်ကိုဆွဲလိန်ကလူပုံအလဲမှာအဆက်ခွဲစစ်ဆေးပါတော့တယ်။ရောက်ခမအမေကြီးကဖနက်ကိုဆွဲချုပ်ပြီးအမှန်တိုင်းအခုချက်ချင်းရှင်းမပြရင်မျက်နှာကိုဖနက်နဲ့ရိုက်ခွဲပစ်မယ်ဆိုပြီးဒေါသတကြီးချင်းချောက်ပါတော့တယ်။လင်းရဲ့ချီရဲ့စိတ်ထဲမှာတော့ရောက်ခမကြီးရဲ့ကံကြမ္မာဟာမကြခင်မှာယူသွတ်သွားပြီးလှောင်အိမ်နဲ့အထက်ခံရမယ့်အထိဆိုးရွားလာမယ်ဆိုတာကိုတူတင်သိမြင်နေခဲ့ပါတယ်။ရောက်ခမကြီးခမနာရွက်အစွဲခံရရင်နာကျင်လွန်းလို့အော်ဟစ်နေရပြီးလင်းရဲ့ချီဆွဆွဲတာတွေဟာလုံးဝမဟုတ်မမှန်ပါဘူးဆိုပြီးမနှဲညင်းဆိုနေရပါတယ်။ညီမလေးနဲ့မောင်လေးတို့ကလည်းမိဘတွေရဲ့ရံပွဲကိုကြည်ရင်အဖေရဲ့လှုပ်ဝက်သမီးအစ်စ်အမှန်ကဘယ်သူလဲဆိုတာကိုစတင်စုံစမ်းဖို့အချင်းချင်းတိုင်ပင်နေကြပါတော့တယ်။အဲ့ဒီနောက်လင်းရဲ့ချီဟာအဖွားရဲ့ခါမှာချိတ်ဆွဲထားတဲ့ကြောက်စိမ့်ဆွဲပြားကိုရုတ်တရက်သတိထားမိသွားပြီးရောဘင်းကိုအဲ့ဒီဆွဲပြားအကြောင်းအရေးတကြီးမေးမြန်းပါတော့တယ်။သူ့ရဲ့မျက်စိနဲ့ကြည့်လိုက်တဲ့အခါအတိတ်ဘဝကသူ့ရဲ့အချစ်ဟောင်းနဲ့ပတ်သက်နေတဲ့ရှေးဟောင်းအမတ်တရားတွေကိုပြန်လည်မြင်အောင်လာခဲ့ရပါတယ်။ဒီတစ်ချိန်မှာတော့အဖွားကိုယ်တိုင်ကလင်းရဲ့ချီရဲ့စိတ်ထဲကအတန်တွေကိုအားလုံးကြားနေရတယ်ဆိုတာသဘောပေါက်သွားပြီးမြင်းမလေးကိုခေါ်ယူဆွေးနွေးပါတော့တယ်။ဆေးရုံကပြန်လာပြီးကတည်းကလင်းရဲ့ချီဟာနတ်ဖျားတစ်ပါးလူတွေရဲ့ကံကြမ္မာကိုထိုးဖောက်မြင်နိုင်စွမ်းရရှိလာခဲ့တာကိုအားလုံးကသိနာလဲသွားကြပါပြီ။အဖွားကဒီကြောက်စိမ့်ဆွဲပြားရဲ့လှုပ်ဝက်ချက်နဲ့တူလင်းရဲ့ချီဟာမိသားစုရဲ့ကဲတင်ရှင်ဖြစ်တာကြောင့်ဘယ်တော့မှကွာမရှင်းဖို့သမီးဖြစ်သူကိုအလေးနဲ့သတိပေးလိုက်ပါတယ်။အမှန်တရားကိုသိသွားတဲ့ညီမလေးနဲ့မောင်လေးတို့ဟာချက်ချင်းပဲသဘောထားပြောင်းပြီးလင်းရဲ့ချီကိုအကိုကြီးဆိုပြီးအနားမှာကက်ရက်ဝိုင်းဖားကြပါတော့တယ်။လင်းရဲ့ချီကညီမလေးရဲ့အနာဂတ်ချီရေးကံကြမ္မာကိုကြိုတင်ဟောကိန်းထုတ်ပေးလိုက်တဲ့အခါအားလုံးကသူ့ရဲ့အစွမ်းအစပေါ်ပို့ပြီးအံ့လေးစားသွားကြပါတယ်။ဒီလိုနဲ့မထင်မှတ်ထားတဲ့နတ်ဖျားစွမ်းအားတွေကြောင့်ရောက်ခမအိမ်တော်ရဲ့ကံကြမ္မာတစ်ခုလုံးအကြီးအကျယ်ပြောင်းလဲသွားပါတော့တယ်။ကို့အမျိုးသမီးရဲ့ရုံးခန်းထဲမှာချစ်သူကအခြားမိန်းကလေးနဲ့ဖောက်ပြန်ပြီးစီးပွားရေးလှုပ်ဝက်ချက်တွေကိုပါခိုးယူနေတာကိုသိလိုက်ရတဲ့အခိုက်အတန့်ကတော့အားလုံးကိုထိတ်လန့်သွားစေခဲ့ပါတယ်။အရာအားလုံးကတော့အကြားမြင်ရထားတဲ့ယောက်ျားဖြစ်သူလင်းရဲ့ချီကရောက်ခမအိမ်မှာဟောကိန်းတွေထုတ်ရင်းစတင်ခဲ့တာပါ။သူကရောက်ခမညီလေးကိုအခြေရေးမှာအလိန်ခံရနိုင်တယ်လို့တတိပေးခဲ့ပါတယ်။အဲ့ဒီနောက်ညီမလေးဖြစ်သူကမမကြီးနဲ့လင်းရဲ့ချီကိုအေးအေးဆေးဆေးစကားပြောဖို့အခန်းထဲကနေခေါ်ထုတ်သွားခဲ့ပါတယ်။အခန်းထဲမှာကြံခဲ့တဲ့စုယိုပင်ကလင်းရဲ့ချီရဲ့ဘေးတင်ဟောတဲ့စွမ်းရည်တကယ်မှန်ရဲ့လားဆိုတာကိုသိကျင်လာပြီးစတင်မေးမြန်းပါတော့တယ်။လင်းရဲ့ချီကတော့ကောင်းကင်လှုပ်ဝက်ချက်ကိုပြောရမှာမို့အလကားမရဘူးဆိုပြီးလက်ဖြန့်ကပတ်စံတောင်းလိုက်ပါတယ်။စုယိုပင်ကပထမတော့ငွေ1000တန်ကပ်ပေးပေမဲ့လင်းရဲ့ချီကမကျေနပ်တာကြောင့်ချက်လက်မှတ်ငွေ3သိန်းချက်ချင်းထုတ်ပေးလိုက်ရပါတယ်။ပတ်စံရသွားတဲ့လင်းရဲ့ချီကစုယိုပင်ရဲ့မျက်နှာသွင်းပြင်းတဲ့ကံကြမ္မာကိုကြည့်ရှုစစ်ဆေးပေးပါတော့တယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုစုယိုပင်ရဲ့စစ်မှန်တဲ့ဖူးစာရှင်ဟာတခြားသူမဟုတ်ပဲမိမိကိုယ်တိုင်ဖြစ်နေတာကိုသူသိလိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲရုံးခန်းတစ်ခုထဲမှာဖမ်းချန့်ဆိုတဲ့မိန်းကလေးဟာကောင်းကြီးအန်စီစုမိသားစုရဲ့လှုပ်ဝက်စီမံကိန်းဖိုင်တွေကိုလာရောက်ပေးအပ်ခဲ့ပါတယ်။စုမိသားစုကိုဖြိုခွဲဖို့အကွက်ဆင်ထားတဲ့ကောင်းကြီးအန်ကဖမ်းချန့်ကိုပွေ့ဖက်ပြီးရမတ်ပြင်းပြစွာနမ်းရှုံကစုလက်တွေပေးနေခဲ့ပါတယ်။ဒီအချိန်မှာစုလိုပင်းကတော့မိသားစုပြဿနာတွေပြီးသွားရင်လင်းရဲ့ချီကိုကွာရှင်းမယ်လို့ပြောဆိုနေစေဖြစ်ပါတယ်။အဲ့ဒီခိုက်မှာလင်းရဲ့ချီရဲ့မျက်လုံးတွေနီးရဲလာပြီးအထူးဆွမ်းအားနဲ့အနာဂတ်မြင်ကွင်းကိုကြည့်လိုက်တဲ့အခါမယုံနိုင်စရာမြင်ကွင်းကိုတွေ့လိုက်ရပါတယ်။ကောင်းကြီးအန်ဟာစုလိုပင်းရဲ့ကိုပိုင်ရုံးခန်းထဲမှာတခြားမိန်းမတစ်ယောက်နဲ့ဖောက်ပြန်နေုံတင်မကစုမိသားစုစီမံကိန်းစာရွက်စာတမ်းတွေကိုပါခိုးယူနေတာကိုသူတက်အပ်မြင်လိုက်ရတာပါ။အပြင်ကချောင်းနှားထောင်နေတဲ့ညီနဲ့ညီမတို့ကဒီစကားကိုကြားပြီးကောင်းကြီးအန်လိုလူမျိုးကဒီလိုလုပ်ပါမလားဆိုပြီးအကြီးအကျယ်တန်တရားဖြစ်သွားကြပါတယ်။ဒါပေမဲ့လှုပ်ဝက်စီမံကိန်းပေါက်ကြားသွားရင်ကုမ္ပဏီတစ်ခုလုံးပျက်စီးသွားနိုင်တာကြောင့်စုလိုပင်းတယောက်အလွန်ထိတ်လန့်သွားပါတယ်။စုလိုပင်ကကိစ္စအမှန်ကိုကိုယ်တိုင်မျက်မြင်သွားရောက်စစ်ဆေးဖို့အတွက်လင်းရဲ့ချီကိုငွေ9သိန်းပေးပြီးအတူလိုက်ခဲ့ဖို့အမိန့်ပေးလိုက်ပါတယ်။အိမ်ရှိချံဝင်းထဲမှာတော့မိခင်ဖြစ်သူကခင်မွန်းတီကိုကြားပိုးနဲ့ရိုက်တာတိတ်တိတ်ပုံသမီးကိစ္စအတင်းအကျပ်ဖြောင်းချက်တောင်းနေခဲ့ပါတယ်။ကလေးတွေကရုံးခန်းထဲမှာကောင်းကြီးအန်ဖောက်ပြန်နေတဲ့အကြောင်းပြေးပြောလိုက်တဲ့အခါမိခင်ဖြစ်သူပါဒေါသတကြီးနဲ့အားလုံးနောက်ကိုလိုက်သွားပါတော့တယ်။အားလုံးရုံးခန်းစီကိုအပြေးလွှာဥတီသွားနေချိန်မှာပဲရုံးရှိမှာစောင့်ကြိုနေတဲ့လှုပ်ဝက်ချက်တွေကဘာတွေဆက်ဖြစ်လာမလဲဆိုတာရင်ခုန်စွာဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။